နောက်တစ်ခု snap work အကြောင်းပြောပြချင်ပါတယ်ကျွန်မလည်းအားတဲ့အချိန်လေးတွေမှာအခုလိုမျိုးတိဖို့လိုအပ်တယ်လို့ထင်တာတွေကိုပြောပြနေတာဖြစ်တဲ့အတွက်ကြောင့်အခုဒီ snap work အကြောင်းနဲ့ပတ်သက်ပြီးတော့နည်းငယ်ပြောပြချင်ပါတယ်ဆိုတော့ဒီ snap work ဆိုတာကတော့ဂျော်ဂျီယာမှာတော့အသစ်အဆန်းတော့မဟုတ်ဘူးတခြားပြည်နယ်မှာတော့ဖြစ်မယ်ပေါ့နော်ဒီမှာကျတော့အသစ်ဆန်းတော့မဟုတ်ဘူးဒါကဘာတောင်းစုမှုလဲဆိုရင် food stamp ရနေတဲ့လူတဲကအသက်18နှစ်နဲ့အသက်65သူတို့တတ်မှတ်တာအရင်တော့60ဒါပေမဲ့အခု65မှာပြောင်းလိုက်တယ်အသက်18နှစ်ပြည့်သားလူအသက်65အောက်ဒီကြားတဲ့လူတွေ food stamp ရနေတယ်ဆိုရင်သူတို့တွေဒီတပတ်ကိုနိုင်20တလောက်နိုင်80အလုံးလုံးကြောင်းတင်ပြရပါတယ်ဒါမှသူတို့က food stamp ကိုဆက်လက်ပြီးတော့ရမှာဖြစ်ပါတယ်သူတို့ကို airboard လို့ခေါ်ပါတယ် airboard ဆိုတာတော့ ABAWD ပေါ့နော် able body adult without dependence ကိုမိခုသူမရှိတဲ့အမိအခုကင်းတဲ့လူလွတ်တွေပေါ့နော်အဲ့လိုမျိုးပေါ့သူတို့တွေအတွက်တတ်မှတ်တာဖြစ်ပါတယ်ဒါပေမဲ့ဒီတတ်မှတ်ချက်ဒီတောင်းဆိုမှုနဲ့မသက်ဆိုင်သူတွေကဘယ်သူတွေလဲဆိုရင်တော့ဥပမာအနေနဲ့ပြောရမယ်ဆိုရင်ကိုယ်ဆောင်မိခင်ဆိုရင်ဒီတောင်းဆိုမှုအသက်အရွယ်ဒီကြားတဲ့ဖြစ်ရှိနေပေမဲ့လည်းသူဟာဒီတောင်းဆိုမှုနဲ့မသက်ဆိုင်ပါဘူးသူကမလိုပါဘူးပြီးရင်အသက်14နှစ်အောက်မိခင်အသက်14နှစ်အောက်ကလေးငယ်ရှိတဲ့အဖေသူမဟုတ်အမေတွေဒီကလေးကိုထိန်းချောင်းနေတဲ့အတွက်ကြောင့်ဒီတောင်းဆိုမှုမှာသူတို့ဟာlooking ပါတယ်ဒီတောင်းဆိုမှုနဲ့သူတို့နဲ့မသက်ဆိုင်ပါဘူးနောက်တစ်ခုကကျတော့ကျမကြီးမကောင်းတဲ့လို့ဆရာဝန်တွေစီကနေလဲဒီနာမကျန်းဖြစ်တဲ့ဟာတွေရှိတဲ့လူဆိုရင်သူတို့ဟာလည်းပဲဒီတောင်းဆိုမှုနဲ့မသက်ဆိုင်ပါဘူးပြီးရင်ဒီ SSI ရတဲ့လူတွေနာတာရှီယောဂနဲ့ရှိနေတဲ့လူသူတို့တွေဆိုရင်လည်းဒီတောင်းဆိုမှုနဲ့မသက်ဆိုင်ပါဘူးသူတို့အဓိကလူချင်းနဲ့ဒီတောင်းဆိုချက်ကဘာကြောင့်လောက်တာလဲဆိုရင်စောကပြောတဲ့ airboard ပေါ့နော်သူတို့ airboard ဒီ16နှစ်လည်းပြည့်မယ်65အောက်မှာလည်းရှိမယ်ပေါ့နော်ကြမိုင်လည်းကောင်းမယ်ဒီလူတွေဒီအလုတ်လုတ်ကြောင်းကိုပြနိုင်မှသူတို့ food stamp ဆက်ပေးမှာပါဒါကိုကျွန်မပြောသလိုဂျော်ဂျီယာမှာအသစ်ဆန်းမဟုတ်ပေမဲ့လည်းအခုနိုဝင်ဘာ1ရက်နေ့2025ကစပြီးတော့စောအသက်အရွယ်ပြောင်းလဲတာတို့ဘာလို့လဲသူတို့လုပ်တယ်အခုဆိုရင်ဒါကိုစာတွေပို့နေတယ်เนาะစာတွေပို့နေတယ်ဆိုတော့ဒါတွေနဲ့ပတ်သက်ပြီးတော့နားမလဲတာရှိရင်ကျမကိုလည်းဖုန်းခေါ်မိမြန်နိုင်ပါတယ်ကျမလည်းတတ်နိုင်သလောက်ကူညီပြီးတော့ကြည့်ပေးလို့ရတယ်ဖတ်ပေးလို့ရတယ်လိုအပ်တာရှိရင်ကျမကိုယ်တိုင်လည်းပဲသူတို့ကိုစာရွက်စာတမ်းတွေပို့ပေးတာတို့ဘာညာလဲအဲ့ဒါတွေလည်းလုပ်ပေးလို့ရပါတယ်လို့ပြောချင်ပါတယ်ဘိုင်